အာရခဒေတာက3မျိုးနေကိုအော်တိုဘာလ30ရက်မနေ့ကစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့9ဦးသေဆုံးပြီး20ဦးဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီကြောက်ဖြူမျိုးနေဇင်းချောက်တိုက်နေဇင်းချောက်ကုံဝေကြေးရောကိုအော်တိုဘာလ30ရက်မနေ့ညနေ4နာရီကျော်အချိန်ခန့်မှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဇင်းချောက်ကုံဝေကြေးရောကအသက်22နှစ်အရွယ်မတ်စပေဝင်းအသက်53နှစ်အရွယ်ဒေါ်တန်နာညင်းမင်းရဲရောကအသက်32နှစ်အရွယ်ဒေါ်မင်းမြတ်သူအသက်35နှစ်အရွယ်ဦးမောင်မြင့်စိုးဇိန်ချောင်းနေပြီးတော့ယောကအသက်28နှစ်အရွယ်ကိုအောင်ပိုင်ထွေးခေါ်ပမာရှင်နဲ့မူရင်းယောကအသက်18နှစ်အရွယ်မဆုမဲရီတေဆုံးပြီး18ဦးဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီပြီးနေအိမ်6ဆောင်အပါအဝင်ဆိုင်ကယ်ကားအတုံးဆောင်ပစ္စည်းတွေမိလောင်ပစ္စည်းတော့ခဲ့ပါတယ်။အဲ့ဒီပြီးအာရခတစ်တော်ထိန်ချုပ်ထားတဲ့ရသေးတောင်မြို့နယ်မိုးစေးကန်းကန်းကိုလေအော်တိုဘာလ30ရက်မနေ့ကစစ်ကော်မရှင်တပ်ဒရုန်းပုံချတိုက်ခိုက်ခဲ့တာပါ။အဲဒါကြောင့်အသက်52နှစ်အရွယ်ဦးထွန်းအေးလိုက်မှာဘုံစားထိမှန်တေဆုံးပြီးအသက်22နှစ်အရွယ်ကိုဖြိုးဝေထွန်းနဲ့အသက်38နှစ်အရွယ်ဦးမောင်မောင်ထေးဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီပြင်အုံနာကျိုးမြို့နယ်ကိုလည်းအော်တိုဘာလ30ရက်မနေ့ကစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့်ရသားပြည်သူတွေတေဆုံးဒဏ်ရာရတာတွေမရှိခဲ့ပါဘူး။အာရခတစ်တော်ထိန်ချုပ်ထားတဲ့ပုံနာကျိုးမြို့နယ်ပန်းနီလာကြေးရောကိုအော်တိုဘာလ31ရက်ဒီနေ့စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ကလင်းငယ်တွေအပေါင်းဝေး4ဦးသေဆုံးပြီး10ဦးဒဏ်ရာရသွားပါတယ်။အာရခတစ်တော်ထိန်ချုံမျိုးနေတွေကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာမို့ရသားပြည်သူတွေသေဆုံးဒဏ်ရာရနေကြတာပါ။